ညီလေးနာမည်နဲ့အတန်းလေးတစ်ချက်မိတ်ဆက်ပေးပါလား ကျွန်တော်နာမည်မောင်အောင်ပြေးပါကျွန်တော် grade 12ပါဟုတ် ကျွန်တော်နာမည်ကတော့မောင်နေထွန်းမြတ်ဖြစ်ပါတယ် ဟုတ်ကျမနာမည်ထန်းဝင်ပါကျမအခု grade 12မှာပညာသင်ကြားနေရပဲဖြစ်ပါတယ် ညီမ grade 12ကနေလည်းနေချီပါ ညီလေးဒီပေါ်လာဆောင်ဘယ်ကနေလာတက်တာလဲဗျ ကျွန်တော်ရန်ကုန်ကပါပဲခင်ဗျ ဟာ AR တိုင်းဒေသကြီးညောင်လုံးမြို့နေရပါ ဒီမိုင်းတိုင်းသားကြီးမိုးကုန်းမြို့ကနေလောက်တက်တာပြောခဲ့မြတ် ဟုတ်စကိုင်းရဲ့ဒေသကြီးခန့်နေရလားပါ ပေါ်လာဆောင်အနေနဲ့လိုအပ်ချက်ပါရရှိလဲမသိဘူး ဆက်စမိုင်းလည်းကောင်းပါတယ်စားတော့ကောအေးရစားအကုန်အဆင်ပြေပါတယ်ဗျဟုတ် ကျောင်းကလိုအပ်ချက်တော့မရှိပါဘူးဗျကျောင်းကလွန်လုပ်ပေးရပြည့်စုံပါတယ်ခင်ဗျ ဆက်စမိုင်းနဲ့တင်ချိုင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ဘယ်လိုများမြင်တယ်လဲပေါ့တစ်ချက်လောက်ပြောပြပေးပါဦး ဟုတ်ဆရာမရဲ့ပညာသင်ကြားရေးနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဘာမှလိုအပ်မှုမရှိလောက်တကယ်ကိုပြည့်စုံပါတယ်ဟုတ် ဝိုင်းဆရာဆရာမကြီးတင်ပြဖြစ်တဲ့အကြောင်းကျွန်တော်တို့ဒီတင်ကြားရေးပိုင်းမှာတော့လုံးဝအဆင်ပြေပါတယ်ခင်ဗျ ဒီကြောင်းတက်ဖို့ဘာကြောင့်ရွေးချယ်ခဲ့ရလဲပေါ့နော် ဟုတ်ကျွန်တော်တကယ်ချင်း recommend နေပေါ့နော်နောက်ပြီးတော့ကျွန်တော်ကလည်းနည်းနည်းစာပို့ပြီးတော့လုပ်ချင်တဲ့အတွက်ကြောင့်ဒီကြောင့်ရွေးချယ်ခဲ့ရဖြစ်ပါတယ်ဟုတ် ငယ်ချင်းကနေမှစီရန်လည်းကြီးရယ် management လည်းကောင်းတယ်ဆိုပြီးတော့ recommend ပေးရပေါ့အားကြောင့်မို့ဒီကြောင့်ရွေးချယ်လိုက်တာအဖေနဲ့မိကလည်းကြိုက်တာလည်းပါတယ် လာရမိုင်းတက္ကသိုလ်ဝင်ဆောင်မှုပွဲအတွက်တော့နော်ဘယ်လိုများပြင်ဆင်တာလဲမသိဘူးခင်ဗျ ဒီကျောင်းကနေပြီးတော့စီစဉ်ပေးရဒီ monthly test တို့ series တို့ chapter and chapter တို့စီစဉ်ပေးရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီလာမယ့်ဆောင်ပွဲကိုကောင်းမွန်စွာပြုနိုင်မယ်လို့မျှော်လင့်ပါတယ် ဒီအတွက်ပြင်ဆင်ထားပါတယ်အကုန်လုံး guide ဆရာဆရာမတွေအားလုံးကလည်းပြည့်ပြည့်စုံစုံနဲ့လုပ်ပေးထားတဲ့အတွက်ကြောင့်မလို့အကုန်လုံးပြင်ဆင်ပြီးသားပါပြီးတော့ weekly test တွေ monthly test တွေကြောင့်လည်းပို့ပြီးတော့ဆောင်ပွဲနဲ့ရင်းနှီးမှုပိုရှိပါတာပေါ့